မြန်မာနိုင်ငံကပွဲကနိုင်ငံတကာမှာဘယ်လိုအသုံးဝင်လဲဆိုတာကိုတင်ပြပါတလားယနေ့ခေတ်မှာမြန်မာနိုင်ငံကရတဲ့ဘွဲဒီဂရီတွေဟာနိုင်ငံတကာမှာလုံးဝအသုံးဝင်မှုလို့လူတချို့ရဲ့ထင်မှားပြီးပြောနေကြတာကိုတည်ထားမိပါတယ်ဒီဘွဲတွေနဲ့အလုပ်ရပါမလားအလကားပါကွာရှို့ပြီးအမလျှော့ပါနဲ့အောင်ဗျာတကယ်တော့ကမ္ဘာပေါ်မှာမြန်မာပြည်ရတဲ့ဘွဲတွေနဲ့ရုန်းကန်အောင်မြင်နေတဲ့လူတွေဒုနယ်တွေပါပထမဆုံးနေဖြင့်စေပဆိုင်ရာနဲ့ဤပညာဘွဲတချို့ကနိုင်ငံတကာကအတိမတ်ပြုထားတာမျိုးရှိပါတယ်ရိုးရိုးဝိဇ္ဇာတိတ်မှန်ဘွဲတွေကလည်းနိုင်ငံခြားမှာပညာတော်တင်ရှုစကောလာရှစ်လျှောက်တဲ့အခါဒါမှမဟုတ်မဟာဘွဲဆက်တက်ဖို့အတွက် academic background အဖြစ်အပြည့်အဝကိုသုံးဝင်ပါတယ်ကဲလုပ်ငန်းဝင်မှာရောဘယ်လိုလဲ IT marketing ဒါမှမဟုတ် marketing လို့ခေါ်ခီးကြီးကျောင်းလုပ်ငန်းတွေမှာဆိုရင်ခင်ဗျားရဲ့ဘွဲ့ချက်ခင်ဗျားရဲ့လုပ်ငန်းတွေ့ကြုံ experience နဲ့ကျွမ်းကျင်မှုစကိကိုအဓိကကြည့်တာပါဒါပေမဲ့ဆရာဝန် engineer နဲ့စင်းငိုင်တွေကတော့သက်ဆိုင်ရာနိုင်ငံရဲ့လုပ်ငန်းလိုင်စင်ဆောင်ပွဲတွေကိုပြန်ဖြည့်ဖို့လိုပါလိမ့်မယ်ဒါဆိုခင်ဗျားရဲ့လက်ရှိဘွဲ့ကို global level ရအောင်ဘယ်လိုလဲ play လုပ်မလဲရိုးရှင်းပါတယ်ဘွဲ့အပြင်နံပါတ်1ဘာသာစကားအတွက် LS မှတ်ကောင်းအောင်ယူထားပါနံပါတ်2မိမိစိတ်ဝင်စားတဲ့နယ်ပယ်လိုက်ကမ္ဘာအတိမတ်ပြု ACCA AWS တို့မှ PMP လို့ခေါ် professional certificate တွေကိုရယူထားလိုက်ပါဒါဆိုအားလုံးအဆင်ပြေသွားပါပြီ။အပြည်ရဘွဲကအခြေခံ foundation တွေအသုံးဝင်ပြီးနောက်တစ်ဆင့်တက်လှမ်းမှုကတင့်ရဲ့ရည်ချင်းပေါ်မှာပဲမူတည်ပါတယ်